ဆေးဘူးရလာဆိုတော့ဒါပုံမှန်ပါပဲဒါလည်းဆေးဘူးရဆိုတာဒါလည်းပုံမှန်ပါပဲဒါလည်းဆေးဘူးရဆိုတာဒါလည်းပုံမှန်ပါပဲဒါလည်းဆေးဘူးရဆိုတာဒါလည်းပုံမှန်ပါပဲအဆင်မပြေဘူးအားလုံးမင်္ဂလာပါခေါင်းပါဒီမှာတယောက်ရှိလာတဲ့ glitch skin အစ်ကိုကျွန်တော်မှာရှိတဲ့ UC လေးနဲ့ရမလားမရဘူးလားဆိုတာကိုတွားပြီးကန်ဆယ်ကြည့်ပါမယ်ဒါ offer လေးပါဟဲ့ဘာလို့ဥစားပါတယ်ကြံရှိမယ်ဆိုရင်ဒီ office ကိုလဲတင်ပါတယ်ဘာလို့လဲဆိုတော့ပွဲထဲမှာခုံစားလောက်ရနေတော်လေးကိုတန်ပါတယ်ဒါတော့သူ့ရဲ့ခေါင်းဆောင်လေးပါခေါင်းဆောင်ရှိမယ်ဆိုရင်ဒီလိုပုံစံနဲ့ post ပေးလို့ရမှာပါပြီးတော့ N762 ပါထပ်ရှိမယ်ဆိုရင်ကျွန်တော်တို့ဒီလိုပုံစံနဲ့ post ပေးလို့ရမှာပါဒါတော့သူ့ရဲ့ character လေးပါ character လေးကတော်လေးလာတယ်ရကျန်33ဒါတော့ပတ်ပါကျန်တော့ပြီးတော့ background brother ဆိုမှကျန်ပိုမယ်ပိုဒီဖြစ်စေမပိုဒီဖြစ်စေဗျာနည်းလေးတော့လှည့်ပြီးမှဒီ background လေးလဲဖို့ကျွန်တော်အကြံပေးချင်ပါတယ်ဒီ background လေးရှိမယ်ဆိုရင်ကျွန်တော်တို့ဒီ season ကဒီ collection တွေက season ကဒီ background လေးရရင်ဒီကိုကျွန်တော်တို့ဒီလိုပုံစံ level တင်ပြီးမှတော်တော်လေးလာပါတယ်ဒီ level တင်လို့ရပါတယ်အဲ့တော့ပြန်သွားပါမယ် event ပြီးတော့ဒီရဲ့နောက်ပြန်လာတဲ့ item တွေနဲ့ကဒီ Godzilla event ကလာတဲ့ event ရှိပါတယ်ကျွန်တော်ကတော့ဒီအုတ်ထုပ်ကိုတော်တော်ကြိုက်ပါတယ်ဒီအုတ်ထုပ်ကတော်တော်လေးကိုလည်းရှားပါတယ်အဲ့တော့ကျွန်တော်ဒီအုတ်ထုပ်ကိုလဲဖို့အတွက်ကြံလေးတုံးစုတာရှိပါတယ်ဒါလေးပြန်လဲမှုပါပြီးတော့ N762 တော့ကြည့်ပါမယ် N762 က explosive effect ကတော်လေးမိုက်တော့သူ K message ကကတ်ကြီးညက်လိုက်ပြီးမှလက်သေးနဲ့ထွက်လာတာဝုံဝုံလက်သေး effect ကတော့ပုံမှန်လိုပဲခံစားရပြီးစင်ဒါဝုံဝုံကတ်ကြီးနဲ့ညက်လိုက်တယ်ပြီးတော့ဝုံဝုံကန်ကိုတုတ်တယ်တုတ်ပြီးရင်ကြီးကက်ဖြစ်သွားပြီ okay ဒါ Swift Fire အခုနောက်ပိုင်းကန်တွေတော်တော်များများ Swift Fire animation ပါလာဒါ loot crate ရချစ်စရာလေးဟိုးစားပါတယ် game play ရတော်တော်များများကြိုက်ကြမယ်လို့ထင်ပါတယ်ဒီ loot crate လေးကိုတော့ကျွန်တော်မဖောက်ခင်မှာကျွန်တော်ပြပြအောင်မယ်ဟိုးစားဘာတော့ glitch skin event တစ်ခုလာပြီဆိုရင်အရင်ဆုံးကျွန်တော်တို့ဗျာအဲ့ဒီ pre-order အရင်တင်ကြဗျာဘာတော့ဖောက်မယ်လို့စိတ်ကူးထားရင် pre-order အရင်တင်ဖို့ပြောချင်ပါတယ်ဒီ Tandor လေးကို60 discount နဲ့216လားမသိ UC အဲ့လောက်နဲ့ရပါတယ် Tandor ကိုပြီးတော့ဒီဟာလေးကကျွန်တော် RP နာပုံနာကရထားတာပါ RP ပုံနာပြီးတော့ဒီ50နဲ့40 30ဒီ discount card တွေကဒီ event တွေကဒီ page exchange ဆိုတဲ့ဒီနာပါဒီဟာလဲထားတာပါဒီတော့သွားပြီးကန်ဆယ်ကြည့်ပါမယ်အရင်ဆုံးကဟိုစား0 UC နဲ့ let's goဆေးဘူးရလာဆိုတော့ဒါပုံမှန်ပါပဲဒါလည်းဆေးဘူးရဆိုတာဒါလည်းပုံမှန်ပါပဲဒါလည်းဆေးဘူးရဆိုတာဒါလည်းပုံမှန်ပါပဲဒါလည်းဆေးဘူးရဆိုတာဒါလည်းပုံမှန်ပါပဲအဆင်မပြေဘူးဒါတော့ပထမဆုံးကျင်ယူထမ်းယူ discount နဲ့ဆေးဘူးပြီးလက်ဆိုတော့တဲ့ okay ပါဟောဒါကြံသေးလေးပါOkay. Downgrade.
ကဲ10ချိန်မှာဘာမှမရပါဘူးဆေးဘူး3လေ3 3တော့6ဘူးလား12ဘူးလား12လားမသိဘူးထန်းတော့10ချိန်နဲ့ကန်ဆယ်ကြည့်ပါမယ်အိုးအကောင်းစီးတဲ့โอเคပါโอเคပါအဆင်ပြေပါတယ်โอเคပါပြီးတော့ let's go နောက်ထပ်10ချိန်ဘုံရပြီ1 2 3 4โอเคပါအဲ့တော့ UC က2000ကျော်ကျန်ပါသေးတယ်နည်းနည်းလေးဟာ material အကြီးလည်းမဟုတ်ဘူးဟာ3ခုပြီးတော့ brother တို့ဒီဖောက်မယ်ဆိုရင်ဒီ lucky percent တွေဒီအောက်က lucky ဆိုတဲ့ဟာဗျာအဲ့ဒါ100ခိုင်နှုန်းပြည့်ရနဲ့ကျန်တဲ့တုံးရပါတယ်အသေးတွေပဲဟာ material ဟာကျန်တတော်မှမရသေးပါဘူးဆေးဘူးလေဟုတ်အိုးဆေးဘူးပေးနေတယ် one draw လဲ့တာနဲ့ဆေးဘူးပဲပေးတာဗျာဒါကတော့ဒီကအောက်က lucky ဆိုတဲ့ဟာဗျာအဲ့ဒါဥစ္စာ100ခိုင်နှုန်းပြည့်သွားလို့ရတာပါUC ကကုန်ပါပြီဒီတော့ကျန်တဲ့ UC နေရာကိုတော့ကျွန်တော်တရက်တစ်ချိန်လုံးနဲ့ပဲဖောက်လိုက်ပါမယ်လူချင်တာကဘာယူမှာလဲဆိုတော့ဒီကျွန်တော်ဒီ hammer လေးလူချင်တာပါဒီ hammer လေးလူချင်တာပါအဲ့တော့လဲလိုက်ပါမယ် okay ပြီးတော့ဒီ background လေးပါဒီ background လေးလူချင်ပါတယ်โอเคဒီတော့နောက်မှတွေ့ကြပါမယ်